သူမနဲ့အတူတူစီးပွားလုပ်ချင်တဲ့သူတွေကိုရှေ့ရောက်ခုန်နေတဲ့ဖတ်တီမပရိသတ်များအားလုံးပဲမင်္ဂလာပါရှင်။ Egress တိုင်ယာရီကနေပြန်လည်ကြိုဆိုလိုက်ပါတယ်။နေချင်းညချင်းတတိမကြီးဖြစ်လာတဲ့ဖတ်တီမရဲ့လုပ်ငန်းတွေမှာရင်းနှီးမြှုပ်နှံဖို့ရှေ့ရရှင်တွေခေါ်ယူနေတဲ့ကိစ္စကလူပြောများနေပါတယ်။ပရိသတ်ကြီးအားလုံးသိကြတဲ့အတိုင်းပဲဖတ်တီမဆိုတာလွန်ခဲ့တဲ့တစ်နှစ်ဝန်းကျင်လောက်ကမန္တလေးကနာမည်ကျော်ဥပိန်တရနာလေးမှာအချင်းပေါင်းရောင်းချပြီးတော့ဘဝကိုရိုးရိုးရှင်းရှင်းဖြတ်သန်းခဲ့တဲ့ဈေးတယ်မာလေးတစ်ယောက်ပါ။ဒါပေမဲ့တနစ်ဆိုတဲ့အချိန်တို့ကာလာလေးအတွင်းမှာပဲသူမရဲ့ဘဝကရက်လက်ပြောင်းလိုက်တယ်လို့အမခန့်ပြောင်းလဲသွားခဲ့ပါတယ်။ကန်တရားရဲ့ဖေးမမှုကြောင့်လားအွန်လိုင်းစီးပွားရေးရဲ့အရှိန်ဟုန်ကြောင့်လားအတိအကျမပြောနိုင်ပေမဲ့အခုချိန်မှာတော့သူမကအေယာမဆက်ယုံကြီးတွေတိုက်အိမ်ကြီးတွေပိုင်ဆိုင်လာယုံသားမကကိုပုံမှာရွှေတွေတွဲလဲဆင်ထားနိုင်တဲ့အောင်မြင်တဲ့စီးပွားရေးလုပ်ငန်းရှင်တထေးမကြီးတစ်ယောက်အဖြစ်ခိုင်ခိုင်မာမာရပ်တည်လာနိုင်ခဲ့ပြီဖြစ်ပါတယ်။ဒီလိုလင်းမြန်လာတဲ့အောင်မြင်မှုတွေရရှိလာတဲ့နောက်မှာဖတ်တီမာကသူမရဲ့လုပ်ငန်းတွေကိုဒီထက်ပိုပြီးတော့တိုးချဲ့ဖို့ခြေလန်းသေးတရက်ကိုစတင်လိုက်ပြီးဖြစ်ပါတယ်။အဲ့ဒါကတော့သူမနဲ့အတူတူစီးပွားရေးပူးပေါင်းလုပ်ကိုင်ခြင်းတဲ့သူတွေငွေကြေးရင်းနှီးမြှုပ်နှံခြင်းတဲ့သူတွေကိုရှယ်ယာရှင်တွေအဖြစ်တရားဝင်ဖိတ်ခေါ်ကမ်းလှမ်းလာတာဖြစ်ပါတယ်။ဒီသတင်းထွက်ပေါ်လာပြီးတိတ်မကြခင်မှာဆိုရှယ်မီဒီယာတစ်ခွင်မှာအတော်လေးကိုကြရဲရဲသွားခဲ့ပါတယ်။တချို့ကလည်းဖတ်တီမာရဲ့မြန်ဆန်လာတဲ့စီးပွားရေးတိုးတက်မှုအရှိန်အဟုန်ကိုအားကျယုံကြည်ပြီးတော့ရှယ်ယာဝင်ဖို့အတွက်စိတ်အားထက်သန်နေကြသလိုစီးပွားရေးလေးလာဆောင်ကြည့်သူတွေနဲ့ဝေဖန်သူတွေဘက်ကတော့စိုးရိမ်တကြီးနဲ့တတိပေးထောက်ပြမှုတွေပြုလုပ်လာကြပါတယ်။ရင်းနှီးမြှုပ်နှံမှုဆိုတာစိတ်လှုပ်ရှားမှုတသက်နဲ့သူများလုပ်တိုင်းလိုက်လို့ရတဲ့ကိစ္စမျိုးမဟုတ်ပါဘူး။ဝေဖန်သူတွေအထူးသုံးသပ်ထောက်ပြနေကြတဲ့အချက်တွေကတော့အောက်ပါတိုင်းဖြစ်ပါတယ်။စီးပွားရေးလုပ်ငန်းတစ်ခုမှာငွေကြေးထည့်ဝင်တော့မယ်ဆိုရင်တရားဝင်စာချုပ်စာတမ်းတွေကုမ္ပဏီဥပဒေကြောင်းအရအကာအကွယ်ပေးနိုင်မယ့်အာမခံချက်တွေရှိဖို့အင်မတန်အရေးကြီးပါတယ်။အခုဖတ်တီမာရဲ့ရှယ်ယာခေါ်ယူမှုမှာရင်းနှီးမြှုပ်နှံသူတွေအတွက်တရားဥပဒေအရခိုင်မာတဲ့အမခံချက်တွေဘယ်လောက်ထိရှိနေသလဲဆိုတာကကြီးမားတဲ့မေးခွန်းထုတ်စရာဖြစ်နေပါတယ်။အများစုအပြင်းထန်စိုးရိမ်နေကြတဲ့အချက်ပါ။ရှယ်ယာရှင်တွေအနေနဲ့ကိုယ့်ရဲ့မိသားစုအရေးပေါ်ကိစ္စတွေ၊ကျန်းမာရေးကိစ္စတွေကြောင့်ငွေကြေးရုတ်တရက်လိုအပ်လာတဲ့အချိန်မျိုးမှာကိုယ်ထည့်ဝင်ထားတဲ့ရှယ်ယာငွေကိုအလွယ်တကူချက်ချင်းပြန်လည်ထုတ်ယူခွင့်ရနိုင်ပါမလားဆိုတဲ့အချက်ပါ။စီးပွားရေးသဘောတရားအရာငွေမြုပ်ထားပြီးတော့လိုအပ်ချိန်မှာပြန်ထုတ်လို့မရတဲ့အခြေအနေမျိုးကြုံလာရင်ရင်းနှီးမြှုပ်နှံသူတွေအတွက်အလွန်နစ်နာနိုင်ပါတယ်။လက်ရှိလိုအခြေခံလူတန်းစားတွေနေ့စဉ်နဲ့အမျှရုန်းကန်နေရတဲ့စီးပွားရေးအကျပ်တဲကာလကြီးတွေမှာလူတိုင်းကမြင့်မြတ်ဆက်ဆက်အမျက်အစွန်းရနိုင်မဲ့လမ်းကြောင်းတွေကိုရှာဖွေကောင်းချွေးနှဲစာငွေကြေးတွေကိုတနေရာထဲမှာမရင်းနှီးခင်လုပ်ငန်းရဲ့ရေရှည်ခိုင်မာမှုနဲ့ဖြစ်ပေါ်လာနိုင်တဲ့အန္တရာယ်တွေကိုသေချာချိန်ထိုးစဉ်းစားသုံးသပ်ဖို့လိုအပ်ပါတယ်။ကဲဗီဒီယိုလေးကိုကြည့်ရှုနေကြတဲ့ပရိသတ်ကြီးတို့ရောအချိန်တို့အတွင်းမှာအမခန့်ကြီးပွားလာတဲ့ဖတ်တီမာရဲ့လုပ်ငန်းတွေမှာရှယ်ယာဝင်ဖို့ကမ်းလှမ်းလာတဲ့အစီအစဉ်အပေါ်ဘယ်လိုသဘောရပါသလဲဒါကလက်လွတ်မခံသေးတဲ့အခွင့်အရေးတစ်ခုလားဒါမှမဟုတ်တကယ်ပဲယုံကြည်စိတ်ချရဖို့ခက်ခဲတဲ့အစွန်စားမှုတစ်ခုလို့ထင်ပါသလားပရိသတ်ကြီးတို့ရဲ့အမြင်တွေကိုပြောသွားကြပါအောင်ရှင်နောက်ထပ်လည်းစိတ်ဝင်စားဖွယ်ရာအကြောင်းအရာတွေကိုတင်ဆက်ပေးသွားမှာဖြစ်လို့ကျမတို့ရဲ့ page ကို like and follow လုပ်ပေးခဲ့ကြပါအောင်ရှင်။ကြည့်ရှုပေးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။